ကားရန်မရှိတဲ့အင်္ဂလိပ်တရားသို့မဟုတ်ကျမ်းမာချမ်းသာတရားဒေသနာအကြောင်းအနေငယ်ဆွေးနွေးချင်ပါတယ်။အားလုံးမင်္ဂလာပါ။ခေတ်ဆိုးရုပ်တော့အချိန်ကာလမှာအသက်ရှင်နေရလို့ပင်ပန်းနေပြီနေနော်။တခင်ခရစ်တော်လည်းမကြွလာသေးဘူး။ဒီချိန်မှာစိတ်ခွန်အားကိုဖြစ်စေတဲ့တရားဒေသနာကိုရှာဖွေတဲ့အခါမှာလောကီချမ်းသာကိုပေးတဲ့အင်္ဂလိပ်တရားကိုပို့ပြီးတော့နှစ်သက်လာကြတယ်။အများပြောတဲ့ကျမ်းမာချမ်းသာတရားဒေသနာကိုသဘောကျလာကြပါတယ်။ကျမ်းမာချမ်းသာတရားဒေသနာကခရစ်တော်ကိုယုံရင်ခရစ်တော်ကိုယာရင်ချမ်းသာမယ်၊ကျမ်းမာမယ်၊ဆင်ပြေမယ်ပေါ့။ဒီအချိန်မှာခဲရင်းနေတဲ့သူတွေထဲမှာတမန်ကျမ်းစာကိုတည်တည်ချာချာမဖတ်ရသေးဘူး။နားမလည်နိုင်သေးတဲ့သူတွေကဒီကျမ်းမာချမ်းသာတရားဒေသနာကိုကြားနာပြီးတော့တဲ့ဟုတ်ပလားသူတို့အတွက်အန်ခိုက်ပဲလေနော်ဒီကျမ်းမာချမ်းသာတရားဒေသနာကိုပဲဆွဲလန်းလာကြတယ်ဒါကအလွန်အန္တရာယ်ကြီးပါတယ်ဘာကြောင့်လဲတစ်ချိန်မှာကျမ်းမာချမ်းသာတရားဒေသနာအတိုင်းလူအများမျှော်လင့်တယ်လို့ဖြစ်မလာခဲ့ရင်မူလရှိရင်ဆိုယုံကြည်သူတွေရောကျမ်းမာချမ်းသာတရားဒေသနာကိုစကြပြီးတော့ခွားတွေဖြစ်ဒုက္ခဆင်းရဲတဲ့ကလွတ်မြောက်ခြင်းလို့ယုံကြည်သူအဖြစ်ဘာသာကူးပြောင်းလာတဲ့သူတွေရောအားလုံးယုံကြည်ခြင်းတွေပြုလဲပျက်စီးကုန်တတ်ပါတယ်။ကျမ်းမာချမ်းသာတရားဒေသနာကလက်တလောစိတ်ချမ်းသာရစေတဲ့ဟောပြောချက်တာဖြစ်ပါတယ်။တကယ်တော့ကျမ်းမာချမ်းသာတရားဒေသနာကတမန်ကျမ်းစာသွန်သင်ချက်အနှစ်သာရနဲ့လွဲချော်နေပါတယ်။အမှန်တကယ်တော့ကျမ်းမာချမ်းသာတရားဒေသနာကလူရဲ့လောဘကိုနှိုးဆော်ပေးတာဖြစ်ပါတယ်။လူတွေရဲ့လူအင်ဆန္ဒနဲ့လောကစည်းစိမ်ချမ်းသာကိုဗဟုပြုနေခြင်းသာဖြစ်ပါတယ်။တမန်တရားရဲ့အနှစ်သာရဖြစ်တဲ့နောင်တရခြင်းအပြစ်လွတ်ခြင်းကားတိုင်းအကြောင်းကိုလူအများသိစေဖို့ဟောပြောရမှာဖြစ်ပါတယ်။ကျမ်းမာချမ်းသာတရားဒေသနာအကြောင်းပဲဟောနေရင်ဒါကခရစ်ယာန်ဘာသာမဟုတ်ပဲလောကီဘာသာရပ်ကိုတုံ့တင်နေခြင်းသာဖြစ်ပါတယ်။ကျမ်းမာချမ်းသာတရားဒေသနာကမဿဲအခန်းကြီး9အပိုင်းငယ်9တောင်းကြလောတောင်းနေရမည်ဒီကျမ်းချက်ကိုလက်နဲ့တပွဲကင်ပြီးတော့ဘုရားသခင်ကိုပြန်ပြီးအကြက်ကင်ကြပါတယ်ဘုရားသခင်ကိုငွေထုတ်ဆက်လိုမျိုးဂတိတော်ကိုထောက်ပြပြီးပေးပါလို့ဓမြတိုက်နေခြင်းသာဖြစ်ပါတယ်ကိုလိုချင်တဲ့ကျမ်းပိုက်တစ်ခုကိုကိုလိုရာအထိပ္ပယ်ဖွင့်ဆိုကြပါတယ်မိမိတောင်းမှန်လို့တော့အရာနဲ့ဘုရားသခင်ရဲ့အလိုတော်ညီဖို့လိုကြောင်းတုံ့တင်ထားတဲ့ကျမ်းပိုက်ရှိပါတယ်။တေယောခန်းကြီး9ပိုင်ငယ်14ငါတို့ဒီအလိုတော်နှင့်ညီတစ်စုံတစ်ခုသောစုကိုတောင်းနေဘုရားသခင်သည်နားထောင်တော်မူ၏။ညီကိုမမများရှင်မိမိတောင်းလို့သောစုကအလိုတော်နဲ့ညီလား။တောင်းတဲ့အခါမှာဘုရားရဲ့ဘုန်းတော်အတွက်မဟုတ်ပဲမိမိရဲ့ကမ္မဂုဏ်စည်းစိမ်ခံစားဖို့လောကအတွက်တောင်းနေတာလားမိမိကိုယ်တိုင်ဆန်းစစ်ဖို့လိုပါတယ်။ဒါကြောင့်တောင်းနိုင်မရတာဖြစ်ပါတယ်။ကျမ်းမာချမ်းသာတရားဒေသနာများကယုံကြည်ခြင်းကိုအကြောင်းပြပြီးဖျားသခင်ကိုပြန်ပြီးအမိတ်ပေးတောင်းဆိုနေကြပါတယ်။တခင်ခရစ်တော်ကိုယ်တိုင်ဂီတရှင်မန်ဥယျာဉ်မှာဆုတောင်းစဉ်ကလုကာခန်းကြီး22အပိုင်းငယ်42မှာအိုးဖအလိုတော်ရှိနေဤခွက်ကိုကျွန်ုပ်မှလွယ်တော်မူပါသို့တော်လည်းကျွန်ုပ်လူရှိတိုင်းမဖြစ်ပါစေနှင့်ကိုတော်အလိုအတိုင်းဖြစ်ပါစေဟုဆုတောင်းတော်မူ၏တခင်ခရစ်တော်ကိုယ်တိုင်ကဖဖရာရဲ့အလိုတော်ကိုဦးစားပေးတာတွေ့ရပါတယ်ဖျားသခင်ကကျမတို့ချမ်းသာတော်သူဖြစ်ဖို့တဲ့တတ်ရှင်းတော်သူဖြစ်စေချင်တာပါတောင်းလို့မရတဲ့သူကလည်းယုံကြည်ခြင်းအားနည်းလို့မဟုတ်ပါဘူးပိုကောင်းသောအရာကိုပေးခြင်းလို့ဒါမှမဟုတ်ယုံကြည်ခြင်းကိုပုံမူရစ်ကျက်စေဖို့ပြုပြင်ပေးခြင်းအားဖြင့်ဖျားခင်ပေးတဲ့အချိန်နည်းနည်းလေးကွာသွားတာဖြစ်ပါတယ်။နောက်ထပ်ရှိပါသေးတယ်။များလူများရမျိုးစေ့များကျဲများရမယ်ဆိုတော့ဒီလိုတုံတင်ခြင်းကခရစ်တော်ကိုကယ်တင်ရှင်အဖြစ်မမြင်တော့ဘူး။ရင်းနှီးမြုပ်နှံဖို့ကောင်းတဲ့နေရာဘာသာဖြစ်မြင်လာပါလိမ့်မယ်။ခရစ်တော်ကိုယုံရင်ကျမ်းမာမယ်ချမ်းသာမယ်လို့ယုံကြည်တဲ့အဖွဲ့ကကျမ်းမာချမ်းသာခြင်းမခံစားရတဲ့အခါမှာသူတို့ကိုသူတို့အပြစ်ရှိနေတယ်လို့ယုံကြည်မှုမရှိတယ်လို့သူတို့ကိုသူတို့ခံစားလာရတဲ့အခါမှာဘုရားသခင်နဲ့တားပြီးတော့ဝေးသွားနိုင်ပါတယ်
လောကမှာဖះကိုမယုံကြည်ပဲချမ်းသာတဲ့သူအများကြီးရှိတယ်လေနော်ဒါကြောင့်ချမ်းသာခြင်းကလည်းမှန်ကန်သောတရားမှန်ကန်သောယုံကြည်ချက်လို့ပြောလို့မရပါဘူးတခင်ခရစ်တော်ဖះဟောပြောသောအင်္ဂုန်ဂီလီတရားကလောကီစည်းစိမ်ဥစ္စာကိုစုဆောင်ရန်အတွက်မဟုတ်ပဲဝိညာဉ်ရေးကဲ့တင်ခြင်းနဲ့မိမိကိုယ်ကိုညှင်းပယ်ပြီးဖះတခင်အလိုတော်ကိုဆောင်ရန်အတွက်ကားတိုင်းနဲ့အပြစ်နောင်တကိုဗဟုပြုရတော့တရားဒေသနာဖြစ်ပါတယ်ကျမ်းမာချမ်းသာတရားဒေသနာကဖះကိုကိုးကွယ်ဒါထက်မိမိချမ်းသာဖို့ဖះကိုအသုံးချနေခြင်းပဲလားလို့မေးစရာဖြစ်လာပါတယ်တခင်ခရစ်တော်ရဲ့တရားဒေသနာထဲမှာငွေကိုအများကြီးပြောထားတာမှန်ပေမဲ့လည်းရည်ရဲ့ချက်ကငွေကိုဥပမာပေးတောင်းတင်ခြင်းဖြစ်ပါတယ်ငွေကိုဝိညာဉ်ရေးရာအောင်မြင်ခြင်းပြရုပ်ဖြင့်မတုံ့တင်ခတ်ပါဘူးတမန်ကျမ်းစာထဲမှာငွေကိုတတ်မှတ်ခြင်းသည်ခတ်သိမ်းတော့မကောင်းမှုတို့ရဲ့မူလအရင်အမြင့်ဖြစ်တယ်လို့တုံ့တင်ထားပါတယ်တကယ်လို့ငွေကိုပဲရှေ့တန်းတင်ဦးစားပေးလွန်းနေရင်မဿဲခန်းကြီး6ပိုင်းငယ်24အဘယ်သူမျှသခင်နှစ်ဦးရဲ့အစီကိုမခံနိုင်သခင်တဦးကိုမုန်းရင်တဦးကိုချစ်မည်သခင်တဦးကိုမိခိုးရင်တဦးကိုပမာမခတ်ပြုမည်တင်တို့သည်ဖျားသခင်ရဲ့အစီကို၎င်းလောကီစည်းစိမ်ရဲ့အစီကို၎င်းမခံနိုင်ကြတုံ့တင်ထားပါတယ်ကျမတို့ခရစ်တော်နောက်လိုက်ယုံကြည်သူများကဘာကြောင့်ခရစ်တော်ရဲ့နောက်လိုက်ရတာလဲရည်ရဲ့ချက်ကစိတ်ရဲ့ညင်သက်ရာကိုရှာပြီးတော့နံပါတ်1မှာအာမခံချက်ရှိတဲ့အပင်ငရဲကလွတ်ပြီးထာဝရအတက်ကိုရဖို့ပဲမဟုတ်ပါလားရှင်ဒါဆိုရင်ငွေကိုမလိုအပ်ဘူးလားလို့မေးချင်လာမှာပါလူဘဝအသက်ရှင်နေတော့စာဝတ်နေရေးအတွက်လိုအပ်ပါတယ်ဒါကိုရိုးသားစွာနဲ့ရှာဖွေဖို့ဘုရားသခင်ကပရက်စိတ်ဥပမာနဲ့ကြိုးစားပြီးအလုပ်လုပ်ဖို့တုံ့တင်ထားပါတယ်ဆိုလိုတာကငွေကိုပဲပထမနေရာမှာမထားပဲဘုရားသခင်ကိုဦးစားပေးဖို့ဘုရားသခင်အလိုတော်ရှိပါတယ်လူတိုင်းရဲ့လိုအပ်ချက်ကိုဘုရားသခင်ကသိပါတယ်အလုပ်လုပ်ဖို့ငွေကိုစူးစမ်းရှာဖွေဖို့ခွင့်ပြုထားပါတယ်ဒါပေမဲ့လည်းနိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းအကြောင်းကိုရှာဖို့အရင်ဦးဆုံးရှာဖို့ညွှန်ကြားထားပါတယ်မာသဲခန်းကြီး6ပိုင်းငယ်33ဖျားသခင်နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားကိုရှေးဥစွာရှာကြလောနောက်မှထိုအရာကိုထိုက်၍ပေးတော်မူလက်တိုင်တခါခရစ်တော်ကိုယာပြီးမှဆင်းရဲတာလုံးဝမဖြစ်တယ်ဘူးဆိုတာမှန်လားယုံကြည်သူမှန်ရင်လုံးဝမဆင်းရဲရဘူးဆိုရတော့မှန်လားချစ်ရတော်ညီကိုမောင်နှမများရှင်ခရစ်တော်နောက်လိုက်ယုံကြည်သူများကိုဆင်းရဲခြင်းကကင်းဝေးရမယ်လို့တမန်ကျမ်းစာထဲမှာတုံ့တင်ထားတာမရှိပါဘူးမာသဲခန်းကြီး8ပိုင်းငယ်20မြေခွေးသည်မြေတွင်းရှိမိုးကောင်းကင်၌ကျင်လည်တော်ငှက်သည်နားနေရာအရာရှိလူသားမူကားခေါင်းချနေရာမရှိဟုမိတ်တော်မူ၏ခရစ်တော်အပြင်တမန်တော်တွေရောဘယ်လိုနေကြရလဲတမန်တော်ရှင်ပေါလုဝန်ခံထားတာကိုဖတ်ကြည့်အောင်ငါတို့ဒီနှောက်ယှက်ခြင်းခံရသောသူဖြစ်၍ယခုတိုင်အောင်အစားတောက်ငမ်းမွန်ခြင်းအဝတ်နွမ်းပါခြင်းရိုက်ပုံညှင်းဆဲခြင်းကိုခံကြရ၏တမန်တော်တွေမချမ်းသာလို့ယုံကြည်ခြင်းမရှိဘူးလို့ပြောလို့မရပါဘူးခရစ်တော်ဒီမချမ်းသာဘူးတမန်တော်ဒီလည်းမချမ်းသာပါဘူးခရစ်တော်နောက်လိုက်လို့မိမိကိုယ်ကိုဝန်ခံပြီးအမှုတော်ဆောင်အချို့ကငွေစကားပြောပြီးချမ်းသာဖို့ပဲတရားဟောနေတာလွဲမနေဘူးလားခရစ်တော်ဖခင်ကမြေကြီးပေါ်မှာပဲဗန္တာကိုမစုဆောင်ပဲကောင်းကင်နိုင်ငံမှာပဲစုဆောင်ဖို့မာသဲခန်းကြီး6ပိုင်းငယ်19-20မှာရေးသားထားပါတယ်ငွေကြေးကိုဘလို့သုံးဆွဲပြီးအသုံးချဖို့တုံ့တင်ထားပါတယ်ငွေကြေးပမာဏကဖခင်ရဲ့မေတ္တာကိုတိုင်းထွာပေးတဲ့ပေးတံလည်းမဟုတ်ပါဘူးချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေကျမ်းမာသည်ဖြစ်စေဖျားနာသည်ဖြစ်စေခရစ်တော်၌ရောက်ရတင်းတိမ်ဖို့ပဲလိုအပ်ပါတယ်ဒါပေမဲ့လည်းခရိယန်တိုင်းဆင်းရဲခံရမယ်ဒုက္ခခံရမယ်လို့မဆိုလို့ပါဘူးဒုက္ခထဲကဖျားသခင်သူရှိနေခြင်းကညင်သက်ခြင်းရှိဖို့လိုပါတယ်တမန်ကျမ်းစာထဲမှာအာဗြဟံဣဇက်ယာကုပ်ယောဘတို့ကအလွန်ချမ်းသာကြပါတယ်ဒါပေမဲ့လို့သူတို့ချမ်းသာခြင်းကသူတို့ယုံကြည်ခြင်းရဲ့ရလဒ်မဟုတ်ပါဘူးချမ်းသာခြင်းကအပြစ်မဟုတ်သလိုဆင်းရဲခြင်းကလည်းမတတ်ရှင်းလို့မဟုတ်ပါဘူးဆင်းရဲတဲ့သူတွေမချမ်းသာကင်ဆာဝေဒနာတဲ့တွေကယုံကြည်ခြင်းမရှိဘူးလို့ပြောလို့မရပါဘူးခရိယန်ဖြစ်စေဒုက္ခ
ခရိယန်ဖြစ်ရင်ဒုက္ခမရှိရဘူးဆိုတာလိမ်ညာခြင်းဖြစ်ပါတယ်ခရိယန်ဖြစ်စေခရိယန်မဟုတ်သည်ဖြစ်စေလောကမှာရှိနေရင်တော့ဖျားနာခြင်းတေခြင်းဒုက္ခရောက်ခြင်းကရှိနေဦးမှာဖြစ်ပါတယ်ခရိယန်နဲ့မယုံကြည်သူတဲ့ကြားကွာခြားချက်ကဒုက္ခကြားတဲ့ကဖျားသခင်သူရှိနေခြင်းကယုံကြည်သူတွေရဲ့အားသာချက်ဖြစ်ပါတယ်ယောဟန်ခန်းကြီး16ပိုင်းငယ်33မှာတင်တို့ဒီငါ့ကိုအမှတ်ပြု၍ညီတဲ့ခြင်းကိုရှိစေခြင်းကဤစကားကိုငါဟောပြောပြီးတင်တို့ဒီလောက၌ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်တိုးတော်လည်းမစိုးရိမ်နှင့်ငါဒီလောကကိုအောင်ပြီးဟုမိတ်တော်မူ၏ဆင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေခရစ်တော်နှင့်အတူရှိခြင်းကအကြီးမားဆုံးသောကောင်းချီးမင်္ဂလာဖြစ်ပါတယ်ယုံကြည်သူကင်ဆာမဖြစ်ရဘူးကင်ဆာယောဂဖြစ်ရင်ယုံကြည်ခြင်းမရှိဘူးလို့ပြောတာယောဂဝေဒနာခံစားရတဲ့သူကိုစိတ်တန်ရာရစေပါတယ်ယောဘကဖြောင့်မတ်တော်သူဖြစ်ပေမဲ့လည်းပြင်းထန်သောယောဂဝေဒနာကိုခံစားရတာပဲမဟုတ်ပါလားဒါကအပြစ်ကြောင့်ဖြစ်တယ်လို့မဟုတ်တယ်လို့ပြောလို့မရတယ်လို့ယုံကြည်ခြင်းမရှိဘူးလို့လည်းပြောလို့မရပါဘူးတမန်တော်ရှင်ပေါလုမှာလည်းသူ့ရဲ့ကိုယ်ခန္ဓာမှာဆုတချောင်းရှိလို့ဖယ်ရှားပေးဖို့ဆုတောင်းတော်လဲဖျားသခင်ကနှစ်ကောအခန်းကြီး7အပိုင်ငယ်9မှာငါကျေးဇူးတင်ဖို့လောက်ပေ၏ဟုမိတ်တော်မူ၏ဖျားသခင်ကယောဂဝေဒနာကြားကသူ့ရဲ့ဘုန်းတော်ထင်ရှားစေပါတယ်ကျမ်းမာခြင်းကဆုကျေးဇူးဆိုပေမဲ့လည်းဖျားနာခြင်းကယုံကြည်ခြင်းမရှိဘူးလို့ပြောလို့မရပါဘူးဒါကြောင့်ကျမ်းမာချမ်းသာတရားဒေသနာကိုပဲဟောပြောနေရင်တတိထားရမယ်ကျမတို့ခရစ်တော်နောက်လိုက်ယုံကြည်သူများကလည်းမှားရင်တော့ဩဝါဒမှာမျောပါမသွားအောင်တမန်ကျမ်းစာကိုတည်တည်ချာချာဖတ်ပြီးတော့ပေဤမြို့သားလို့ကြားနာတဲ့တရားမှန်ကျမ်းစာတမန်ကျမ်းစာနဲ့တိုက်ကြည့်ရပါမယ်တတိထားစေခြင်းပါတယ်ဟောပြောတဲ့တရားဒေသနာကကားတိုင်းရဲ့အတိတ်ပဲအနှစ်သာရကိုမရည်ညွှန်းပဲကားတိုင်းမရှိတဲ့ကျမ်းမာချမ်းသာတရားဒေသနာတာဟောပြောနေရင်ဒီလိုတရားဟောဆရာကိုတတိထားရှောင်ခြင်းပါလို့အနေငယ်ပြောချင်ပါတယ်။ကျမ်းနာသူအားလုံးကျေးဇူးတင်ပါတယ်။